ကဲအဲ့ဆိုလို့ရှိရင်အမတို့မေးခွန်းတွေဖတ်ကြည့်ကြမယ်11က the author of passage 1 passage 1ကဒါဒီဘာအကြောင်းလဲဆိုတော့ passage 1အကြောင်းပေါ့နော် sorry passage 1က order ဒီတဲ့ most likely note that the majority of GMO crop are cultivated by small resource poor farmer in developing country ဒီစာကြောင်းလေးလည်းပေးထားတယ်ဒါ passage 1မှာဒီ GMO crop တွေနဲ့ပတ်သက်ပြီးတော့အများစုဒီဘယ်လိုပြောထားလဲပေါ့နော် ABCD ကိုအမတို့သွားကြည့်အောင် A ဒီ highlight how GMO food can be harmful passage 1 sorry harmful ဖြစ်တဲ့အကြောင်းပြောထားတယ်တဲ့ B suggest that သူကတော့ beneficial ဖြစ်တယ်လို့ပြောထားတယ်ဘယ်သူတွေအတွက်လဲဆိုတော့ struggling farmer တွေအတွက်အဓိကပြောရရင်တော့ဒီလယ်သမားတွေအတွက်ပေါ့နော်လယ်သမားတွေအတွက်ဒီ GMO food တွေဒီ beneficial ဖြစ်တယ်လို့ပြောထားတယ် C illustrate how GMO food can be more expensive for consumer တွေစားသုံးသူတွေအတွက် GMO food တွေဒီ expensive ပိုဖြစ်တယ်ပိုဈေးကြီးရလို့ပြောထားတယ်။ D က explain why GMO crop often fail GMO crop တွေဘာကြောင့် fail ဖြစ်ကြတယ်လဲပေါ့နော်။ဆိုတဲ့အကြောင်းရေးထားတယ်။အဲ့တော့အမတို့ passage နှစ်ခုကိုကြည့်ခြင်းအပြင် passage 1ဒီမရှိမှပြောခဲ့သလိုပဲသူက GMO food ကိုsupporting ပေးထားတယ် GMO food တွေကောင်းကြောင်းကိုပြောထားတဲ့အတွက်ကြောင့်မလို့အလွယ်နည်းအရဆိုရင်ဒီ ABCD ရဲ့အမတို့ဘာကိုဖယ်လို့ရလဲဆိုတော့ဒီ harmful ဖြစ်တယ်ဆိုတဲ့ A နဲ့နောက်တစ်ခု fail ဖြစ်တယ်ဆိုတဲ့ D နဲ့ဖယ်လို့ရတယ်။အဲ့တော့ B နဲ့ C ကိုကြည့်မယ်ဆိုလို့ရှိရင် C ဒီ more expensive for consumer လို့ပြောထားတယ်။ဒါပေမဲ့ passage ထဲမှာ consumer တွေကြောင့်လုံးဝမပါဘူး။သူက farmer တွေအတွက်ပဲပါတယ်။အဲ့တော့ဒီမှာလည်းတူတူပဲ C ကိုဖယ်လိုက်လို့ရတယ်။ဒါပေမဲ့ပိုတိကျအောင်အမတို့ဒီစာကြောင်းလေးပေါ့နော်။ဒီစာကြောင်းလေးကဒီအရှိရဒီလိုဒါဒီအဖွင့်အပိတ်လေးနဲ့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စာပိုက်ထဲမှာဒီလိုစာကြောင်းတွေကပါတတ်တယ်ဆိုတော့ဒီ small resource poor farmer in developing countries ဆိုတဲ့အပိုက်ကိုသွားကြည့်မယ်။အဲ့ဒါကဒီ first paragraph ရဲ့ဘယ်အပိုင်းမှာရှိမလဲဆိုတော့ဒီမှာရှိမယ် small resource poor farmer in developing country ဆိုတော့ဒါဒီဘာကိုပြောရလဲဆိုတော့ तू က farmer တွေအတွက်ပဲပြောတာ farmer တွေအတွက် farmer တွေဒီ generally ရစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လေသမားအများစုဒီ rich ဖြစ်တာမျိုးမဟုတ်ဘူးလေနော်အဲ့တော့ဘယ်လို farmer တွေလဲဆိုလို့ရှိရင် struggling farmer တွေဖြစ်တယ်ဆိုတော့အဖြစ်မှန်ဒီ B ဖြစ်သွားလိမ့်မယ်ခုနကလိုမျိုးစာပိုက်ကိုတေချာနားလည်ထားပြီးတော့ဒီအောက်မှာဘောနော်လို harmful ဖြစ်တာတွေ fail ဖြစ်တာတွေ more expensive for consumer တွေအဲ့လိုမျိုးတွေတစ်ခုချင်းလိုက်ဖယ်လိုက်တဲ့အခါကျလို့ရှိရင်အဖြေမှန်ကပို့ပြီးနီးစပ်လာတယ်အဖြေမှန်ရွေးရတာပို့ပြီးအချိန်ကုန်နဲ့တက်တာတယ်ပေါ့နော်အဲကြောင့်မလို့အမကစာပိုက်တွေကိုတေချာဖတ်ခိုင်းတာနံပါတ်12ကကျတော့ passage 2သူကကျတော့ passage 2ကြောင့်မေးထားတယ် passage 2ဒီအမတို့အရင်ဆုံးစဉ်းစားမှာ GMO food တွေကိုမကောင်းဘူးလို့ပြောထားတယ် right အဲ့တော့ passage 2ကတဲ့ဘာအကြောင်းကိုပြောထားလဲဆိုတော့ users နဲ့ misuse GMO food တွေသုံးနေကြအောင်အသုံးပြုပုံပေါ့နော်အသုံးပြုပုံနဲ့ဒါတွေကို misuse ဘယ်လိုဖြစ်တယ်လဲပေါ့နော်ဆိုတဲ့အကြောင်းပြောထားတယ်တဲ့ B ကကျတော့ the origin and development GMO food တွေဘယ်ကစတယ်လဲဘယ်လို develop ဖြစ်လာလဲဆိုတော့ပြောထားတယ်တဲ့ဆိုတော့ passage 2မှာ B ဒီမပါဘူးနောက်တစ်ခု C က unexpected benefit benefit အကြောင်းပြောထားတယ်ဖြစ်တဲ့ကြောင့်မို့ C ကိုဖယ်လိုက်လို့ရတယ် passage 2ကမကောင်းပြောထားတယ်နောက်တစ်ခုကကျတော့ safety နဲ့ reliability of GMO food အဲ့တော့အမတို့ဒီမှာ A နဲ့ D နဲ့ကြားထဲမှာဘာရွေးမလဲ A က users နဲ့ misuse GMO food တွေရဲ့အသုံးပြုပုံ D ကကျတော့ safety နဲ့ reliability အဲ့တော့ passage မှာတော့ပြန်ဖတ်ကြည့်မယ်ဒီမှာ passage 2ပေါ့နော် passage 2ဆိုလို့ရှိရင်ဒီမှာကြည့်ချင်းအဖြစ်သူတို့ကဒီမှာအမဒီမှာ highlight ထားပေးတာနော် reliance အကြောင်းပါတယ်ဆိုတော့ reliance အကြောင်းပါတယ်ပြီးတော့ GMO food တွေကဒီအပေါ်မှာဆိုလို့ရှိရင် autoimmune disease တွေဖြစ်စေရလို့ပြောတယ်ပြီးတော့ GMO food တွေကိုမှီခိုရင်ဘာဖြစ်မလဲဆိုတာပြောထားတယ်အသုံးပြုပုံတွေမပါတဲ့အတွက်ကြောင့်မလို့ A ကိုလည်းဖယ်လို့ရတယ်အဲ့တော့အဖြေမှန်ဒီ D ဖြစ်မယ်နံပါတ်13 what can be inferred from the first paragraph of passage 2 passage 2ရဲ့ပထမအဆုံး paragraph ကနေပြီးတော့ဘာကိုဆွဲထုတ်လို့ရမလဲပေါ့နော် A က American physician တွေအကြောင်းပါတယ်ဒီအကြောင်းကိုမတို့ဒီဟာလေးကိုမှတ်ထားပြီးသွားလို့ရှိရင် passage မှာတော့ပြန်ကြည့်မယ် as a group are completely unaware of the potential danger of GMO food တွေနဲ့ပတ်သက်ပြီးတော့ potential danger တွေကိုသူတို့က unaware ဂရုမစိုက်ဘူးပေါ့နော်အဲ့တော့အဲ့ဒီ physician အပိုက်ကိုသွားကြည့်မယ်ဒီမှာ first paragraph ထဲမှာပဲရှိရမယ် American physician တွေကဘယ်နားမှာရှိမလဲဒီမှာဒီလိုမျိုးတော့ရေးထားရပေါ့နော် American Academy of Environmental Medicine ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီ GMO food တွေကို nation health crisis တွေဖြစ်စေတဲ့အတွက်ကြောင့်မလို့သူတို့ patient တွေကို avoid ဖြစ်နိုင်ရင် GMO food တွေကိုရှောင်ဖို့ပြောမယ်ပေါ့နော်ဒါပေမဲ့သူက
ဒီပေးထားတဲ့ A ထဲမှာကျတော့ unaware လို့ပြောထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ A ကိုဖယ်မယ် B ကကျတော့ the level of some food တချို့ food တွေဒီ contain GMO ingredient တွေပါတယ် do not indicate that the product contain genetically modified component ဒီမှာကကျတော့ဒီ GMO ingredient အနေနဲ့ပတ်သက်တဲ့အကြောင်းကိုမတို့သွားရှာကြည့်ရမယ်ခဏဖယ်ထားလိုက်မယ် C ဒီ GMO food had been proven to cause certain chronic disease တွေကိုဖြစ်စေတယ်ဆိုပြီးတော့ GMO food တွေက proven သက်သေပြထားတာရှိတယ်တဲ့အဲ့တော့အဲ့ဒါသက်သေပြထားတာရှိမရှိသွားကြည့်မယ်ဒီမှာ chronic diseases ဒီနားပေါ့နော်ဆိုတော့ chronic diseases may be associated သူက may be associated ပဲရှိသေးတာပြောချင်တဲ့သဘောက GMO food တွေနဲ့ပတ်သက်လာလို့ရှိရင် chronic disease တွေဖြစ်နိုင်နေဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့နော်အဲ့လိုကြားရတဲ့အခြေအနေဆိုတဲ့အတွက်ကြောင့်မလို့ proven လောက်ထားတဲ့အနေအထားမှာမရှိသေးဘူး C ကိုလည်းဖယ်လိုက်မယ် D independent safety testing have been completed for most GMO food တော့ဘာဖြစ်လဲဆိုတော့ဒီ independent safety testing တွေကတဲ့ has been completed ပြီးသွားပါပြီတဲ့ for most GMO food တွေတော်တော်များများအတွက်ဒီ testing တွေသူတို့လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့လုပ်ပြီးလားမလုပ်ပြီးလားဆိုတာကိုလည်းပြန်သွားကြည့်မယ်ဒီမှာဒီမှာ immediate independent safety testing တွေက and or the labeling of food item containing genetically modified product တွေကသူကဘာလုပ်ထားရလဲဆိုတော့ recommend လုပ်ထားတဲ့အခြေအနေကြီးပဲရှိတယ်ဒီမှာလေ the academy also recommend သူကဘာဖြစ်တာလဲဆိုတော့ safety testing တွေလုပ်ဖို့အတွက် recommend ပေးတာလုပ်တင်တယ်ပေါ့နော်လုပ်တင်တယ်လို့ပြောတာမလုပ်ရသေးဘူးဆိုတဲ့အတွက်ကြောင့်မလို့ဒီလည်းအဖြေမှမဟုတ်ဘူးအမားတို့ D ကိုဖယ်မယ်ဆိုတော့အဖြေကဘာပဲကြံလဲ B တစ်ခုပဲကြံတယ်passage ထဲမှာသွားကြည့်လို့ရှိရင်လည်းခုနကနောက်ဆုံးစာကြောင်းမှာပဲဒီ GMO ingredient နဲ့ပတ်သက်တဲ့ဒီအပိုက်လေးပါတယ်ပေါ့နော်အဲ့ဒါကိုဒီ first paragraph of passage 2ကဘယ်ကိုဆွဲထုတ်နိုင်လဲဆိုလို့ရှိရင်နံပါတ် B ဖြစ်မယ်အဖြေမှာနော် B အကြောင်းကိုဆွဲထုတ်နိုင်တယ်လို့ပြောထားတယ် Okay အမားတို့14ရောက်သွားပြီပေါ့နော်ဗီဒီယိုကအင်တာနက်လိုင်းအခြေအနေကြောင့်ရယ်နောက်ပြီးတော့ဂျားထဲမှာရိုက်ထားတဲ့ဟာဘယ်ကိုပျောက်သွားလဲမသိဘူးပေါ့နော်အဲ့ဒါနဲ့အမပြန်ပြီးတော့ပြန် record ပြန်လုပ်ရတယ်ပေါ့နော်အဲ့တော့ခုဒီ14ကနေဆက်ပြောမယ်14 15နှစ်ပုတ်ပါပဲနှစ်ပုတ်ပဲကျန်တော့တယ်နော် The two passages primarily disagree ဘာကို disagree လုပ်ထားလဲတဲ့ passage နှစ်ခု two passage နှစ်ခုဒီဘာကို primarily disagree about whether or not ဘာအကြောင်းကို disagree လုပ်ထားပါတယ်တဲ့ A ကိုကြည့်အောင် GMO food can help support a growing world population world population ကို grow ဖြစ်တယ်ဆိုတဲ့အကြောင်းကို support ပေးထားတယ်တဲ့အဲ့ဒီဟာကို disagree လုပ်တာလားဒါဆိုမှ highlight ထားလိုက်မယ် support a growing world population ဒါကို disagree လုပ်သလားပေါ့နော် passage နှစ်ခုက B GMO food are better able to withstand drought and insect infection than natural food ဒီမှာကြည့်လို့ရှိရင်ဒီစာကြောင်းဒီ passage ထဲမှာပါတယ်ဒါပေမဲ့ passage 1ထဲမှာပါတဲ့စာကြောင်းဖြစ်တယ် passage 1ဒီလေဒီအကြောင်းကိုသူကဘာလုပ်ထားလဲဆိုရင် agree လုပ်ထားတယ်မှန်တယ်လို့သူတို့ပြောထားတယ်ဆိုတော့ကြောင့်မလို့ဒါကိုမတို့ဖယ်လိုက်လို့ရတယ် passage ထဲမှာပါပေမဲ့ဒါဒီအဖြေမဟုတ်ဘူး C GMO food are largely a positive development for global food production ဒါဒီလည်းတူပဲသူက global food production အတွက် positive development လို့ရေးထားတယ်စာပိုက်ထဲ passage ထဲမှာလည်းပါတယ်passage 1အရာကြည့်မယ်ဆိုရင်တော့မှန်ကောင်းမှန်နေလိမ့်မယ်ဒါပေမဲ့နှစ်ခုလုံးက passage နှစ်ခုလုံးက disagree လောက်ထားသလားဆိုတော့လည်းမဟုတ်ပြန်ဘူးဆိုတော့ C ကိုလည်းအမတို့ဖယ်မယ် D ကိုကြည့်အောင် scientists who study GMO food are worthy of recognition သူက GMO food ကို study လုပ်တဲ့ scientist တွေအကြောင်းပြောထားတယ်ဒါပေမဲ့အဲ့ဒီ scientist တွေအကြောင်းဒီ passage နှစ်ခုလုံးမှာထူးထူးခြားခြားပါတာမျိုးမရှိဘူးဆိုတော့ D ဒီလည်းအမတို့ဖယ်လိုက်လို့ရမယ်အဲ့တော့ရေဘူကအပြင်အဖြေမှန်ဒီပါဖြစ်သွားမလဲဆိုတော့အမှန်ဆုံးအဖြေဒီ A ဖြစ်သွားလိမ့်မယ်နော်လိုမျိုးလေးတွေအလွယ်နည်းနဲ့ရွေးပြီးတော့ဖြေလိုက်ရတယ်နောက်တစ်ခု15 passage 2 size the example of passage 2ကတဲ့ဘာပြောထားလဲဆိုလို့ရှိရင်တဲ့ passage 2เนาะတရားပတ်မယ်เนาะဘာပြောထားလဲဆိုတော့ the example or example ပေးထားတဲ့ major crop failure in South Africa မှာဖြစ်နေတဲ့ major crop failure အကြောင်းကိုပြောထားတယ်တဲ့ to illustrate the danger of blending the with GMO food တွေစိုက်လာလို့ရှိရင်ဖြစ်နိုင်မယ့် danger တွေ failure တွေဘာမှဖြစ်လဲဆို South Africa မှာဖြစ်တဲ့အကြောင်းကိုပြောထားတယ်which paragraph in passage 1 passage 1မှာပါတယ်ဘယ် paragraph တည်တဲ့ offer a counter example ဆိုတာဒီအပေါ်မှာပြထားတဲ့ဒီဒါလေးပေါ့နော်ဒီခေါင်းစဉ်လေးကိုပြန်ပြီးတော့တိုက်ခိုက်နိုင်မယ် and that weaken this position ဒီ position ဒီ major crop failure ပြောလို့ရှိရင်ဒီ passage 2ရဲ့ position ကို weaken အားနည်းစေမယ်အချက်ကတဲ့ဘယ် paragraph ထဲမှာပါလဲ paragraph 1 2 4နဲ့5ဆိုတော့အမားတို့တွေဒီမှာလည်းတူတူပဲမဖြစ်နိုင်တဲ့ဟာတွေကိုအရင်ဆုံးဖယ်ကြည့်မယ်အရင်ဆုံးသူတို့ပေးတဲ့ passage တွေကို paragraph တွေကိုအရင်မှတ်ထားလိုက်မယ် paragraph 1 2နဲ့4 5ဆိုတော့ passage 1ရဲ့ paragraph 1 2 4 5ကိုတော့ဖတ်ကြည့်မယ် okay passage 1မှာဆိုလို့ရှိရင်1ကိုကြည့်အောင်1ဒီဘာအကြောင်းပြောထားလဲ
scientist တွေကိုစုပေးတဲ့အကြောင်းပြောထားတယ်ဒါဒီမဟုတ်ဘူးဖယ်လိုက်လို့ရတယ်2ဒီဘာကိုပြောထားလဲဆိုတော့ဒီ genetically engineering plant တွေဒီ better withstand drought တွေကိုသိခံနိုင်တယ် and extreme heat တွေကိုဒီ genetically engineering plant တွေရဲ့ကောင်းကြောင်းကိုပြောထားတယ်ဆိုတော့ဒါလည်းဖယ်လို့ရတယ်3ကိုသူတို့မထည့်ထားဘူးဒါပေမဲ့4နဲ့5ကိုထည့်ထားတယ်ဆိုတော့4မှာကျတော့ဗာပြောထားလဲဆိုတော့ US farmer တွေဒီများသောအားဖြင့်ဒီအဲ GMO crop တွေကိုသူတို့သုံးတယ် model complex armor သူတို့ကဘာတွေသုံးလဲဆိုတော့ modern complex တွေကိုသုံးကြတယ်ဘယ်သူတွေကသုံးလဲဆိုတော့ US farmer တွေကသုံးတယ်ဆိုတဲ့အကြောင်းကိုရေးထားတယ်နောက်တစ်ခုနံပါတ်5ကကျတော့ဘာအကြောင်းရေးထားလဲဆိုလို့ရှိရင်သူကဒီမှာအမ highlight ပြထားတယ်သူပဲ global population အကြောင်းရေးထားတယ် we know we need from a demand perspective to double food production တွေအကြောင်းရေးထားတယ်ဆိုတော့နံပါတ်5ဒီလည်းဖယ်လို့ရတယ်ဆိုတော့အဖြေမှန်ဒီဘာဖြစ်သွားမလဲဆိုတော့ဒီ African American မှာ crop failure ဖြစ်တဲ့အကြောင်းကိုမဟုတ်ပါဘူးဆိုပြီးတော့ counter ရေးထားတဲ့ counter လုပ်ထားတဲ့ passage ဒီ passage number 4ဖြစ်မယ် sorry passage number 4ဖြစ်မယ်အဲ့တော့အဖြေမှန်ဒီ C ဒီမှာ C အဖြေမှန်ဒီ C ဖြစ်မယ်ပေါ့နော်ဆိုအမဒီနေ့ကလေးတွေကိုဒီဆောင်ပွဲဖြေတော့မယ်ကလေးတွေကိုပေါ့နော်တခုအကြံပေးချင်တာကကိုကအေးအေးတန်ကိုမခံနိုင်ဘူးအမတော်ကတော့ crown မှာဖြေတာကိုcrown မှာဖြေတော့crown ကအဲကောင်ကြီးအရန်ကောင်းတယ်တော်တော်လေးအေးတယ်ဆိုတော့ကိုကအကယ်၍အေးအေးတန်ကိုမခံနိုင်ဘူးဆိုလို့ရှိရင်ကိုဖြေမဲ့နေရာကိုတေချာကြည့်ပါအကယ်၍ဒီလိုအဲကောင်အောက်တက်တက်မှာဖြစ်တယ်ဆိုလို့ရှိရင်အဲ့အမှစစ်ပြီးတဲ့ဒီဆောင်မွေးပွဲခန်းဆောင်တဲ့အကိုတွေအမတွေရှိလိမ့်မယ်အဲ့အမတွေကိုပြောအမကလေးတုန်းကတော့သူတို့နေရာလဲပေးတယ်ဒီလိုမျိုးသမီးကတော့တအားအေးလို့ပါဘောနော်နေရာလေးပြောင်းနေလို့ပါဒါကတော့ရန်အေးလို့နေရာလေးလဲနေလို့ပါဆိုသူတို့တခါတလေလူတိတ်မရှိလို့ရှိရင်တော့လဲပေးတယ်အမတော်ကတော့လဲပေးတယ်အမတော်ကဒီနှစ်ခေါက်နောက်ဆုံးနှစ်ခေါက်ဖြေတာအဲ့နှစ်ခေါက်လုံးလဲပေးတယ်ဆိုတော့ပြောကြည့်ပါတော့အကယ်ကိုကအေးတာမခံနိုင်ဘာလို့လဲဆိုတော့ပထမတစ်ခေါက်တုန်းကတင်ချာဖြေတယ်ဖြေတော့ဒီပထမဆုံးပေါ့နော်တင်ချာဖြေလိုက်တယ်ဖြေလိုက်ပြီးတဲ့အချိန်မှာကိုကအဲယာကွန်နဲ့အဲယာကွန်အောက်တက်တဲ့မှာတိတ်မကြတော့အဲ့ရက်ကအဆင်ပြေလိုက်တယ်အဆင်ပြေလိုက်တယ်ဒါပေမဲ့တိတ်ပံဖြေတဲ့အချိန်ကျတော့အဲယာကွန်ကဒီလိုခေါင်းအပေါ်ကနေတက်တက်ကိုဒီလိုလာနေတယ်လာနေရဆိုတဲ့အချိန်မှာခေါင်းကတအားအေးတယ်ခေါင်းတအားအေးလာတဲ့အပြင်ဒီ mouse ကင်ထားတဲ့လက်တွေကပါအေးလာအဲ့ဒီကအေးလာတော့ဆောင်းမွေးဖြေတာတအားအနှောက်အယှက်ဖြစ်တယ်ကွယ်အဲ့တော့လို့ mouse ကင်ထားတဲ့လက်ကတော့မှလို့ဒီလိုတစ်ဖက်ပြီးတစ်ဖက်လို့လဲသုံးနေရတဲ့အခြေအနေဖြစ်သွားတယ်ပေါ့နော်ဆိုတော့အေးကြောက်တဲ့ကလေးတွေအင်ကြီးထူထူယူသွားဒီကနေတော့တခါတည်းတော့မွတ်သွားနေကိုရောက်မှဝဲအင်ကြီးထူထူယူသွားကိုရောက်ရင်ဝဲပြီးသွားလို့ရှိရင်အဲ့လိုမျိုးအကယ်၍ကိုထိုင်နေနေရသည်အဲယာကွန်ရဲ့အောက်တက်တက်မှာကြားရဲဆိုလို့ရှိရင်အနည်းဆုံးတော့ပြောကြည့်ပေါ့နော်ရရင်လည်းရမှာပေါ့မရတော့လည်းကံပေါ့နော်ဘယ်တတ်နိုင်မလဲအဲ့လိုမျိုးလေးပြောကြည့်ဖို့အမကပြောချင်တယ်ဆိုတော့ဒါကဒီနေ့အတွက် lesson ကဒီလောက်ပဲနောက်ဥပတ်ကြလို့ရှိရင်နောက်ဆုံးအနေနဲ့ဒီ Black Beauty ဆိုတဲ့အကြောင်းပေါ့နော်မေကွန်း16ကနေ20အထိတင်ပေးမယ်ဒီ Black Beauty အကြောင်းပြီးသွားရင်တော့ဘာလာမလဲဆိုရင်ဒီဟာပေါ့နော် writing နဲ့ language skill လာမယ် writing နဲ့ language skill ကကြတော့ဒီ passage တွေကိုအမကြည့်ရသလောက်သူက grammar ပိုင်းရတယ်အဲ့တော့ grammar ပိုင်းကိုလည်းတေချာလုပ်မယ် grammar ပိုင်းလို့ရှိရင်ဒါတွေကအမှတ်ပြရနိုင်ခြင်းများတယ်ပေါ့နော် writing ပိုင်းကတော့ဒီ writing ပိုင်းကတော့တိတ်ပြီးတော့ကလေးတွေတော့အခက်အခဲရှိလိမ့်မယ်လို့မထင်ဘူးပေါ့နော်အဲ့တော့ reading ပိုင်းကိုပဲတေချာလုပ်ပေးထားတယ်ပြီးတော့တကယ်၍sorry ဒီဟာကိုနောက်ဆုံးအပတ်တင်ပြီးသွားလို့ရှိရင်ပြန်ပြီးတော့ science ဘက်ကိုပြန်လှည့်မယ် science ဘက်မှာအခုလောလောဆယ်တော့ဒီ Kaplan lesson တွေကိုပဲ plan လုပ်ထားသေးတယ်ပေါ့နော်ဆိုတော့ science lesson တွေလည်းလာပါဦးမယ်ဒီနေ့အတွက်သင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်